ချိန်မိနစ်40တရားထိုင်မှာဖြစ်ပါတယ်ယောဂီအားလုံးမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့အမျိုးသားများကတင်းမြင်ခွေထိုင်ပါမျိုးသမီးများလည်းတင်းမြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်းမြင်ခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်မှာဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေထပ်မိတာမျိုးဖိမိတာမျိုးမဖြစ်ပါစေနဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များသင်္ကန်းတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသားယောဂီများပစိုးတွေလုံကြီးတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသမီးယောဂီများလည်းထို့တူပါပဲအချိန်မိနစ်40တရားထိုင်မဲ့အတော်တွင်မှာမိမိတို့ရဲ့ခန္ဓာကိုယ်တည်ငြိမ်မှုရအောင်အရိယာပုရိယိမ့်ရခြင်းမဖြစ်အောင်စိတ်တိုင်းကြပြင်လိုက်ပါဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါလက်စင်ပြင်ရင်လက်မထိတ်ကလေးထိထားလိုက်ပါလက်မထိတ်ထိလို့အစင်မပြင်ရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးအရိယာပုငြိမ်သက်ဖို့ကအရိကပါခါကလေးကိုပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွဲဆန့်တာမျိုးမလုပ်ပါနဲ့ခါအနေထားကပုံမှန်ရှိနေပါစေကောင်းရှင်းမငုတ်စေနဲ့မိမိရဲ့ခန္ဓာကိုအချိုးစားအနေထားလက်အတူရှိမိမိအသေးဆုံးပါကောင်းရှင်းငုတ်ရင်ငိုက်တတ်ပါတယ်ကောင်းနောက်မလန်စေနဲ့ကောင်းနောက်လန်ရင်လည်းလဲကြတတ်ပါတယ်မျက်စိကိုဇင်းငယ်များမိတ်ပါတရားထိုင်ပြီးဆိုမှမျက်စိကိုနင်းကမှိတ်မထားပါနဲ့တဘာဝကြကြငကိုလေးသူ့ပုံမှန်အတိုင်းမှိတ်ပေးထားပါခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းမကြသေးရင်ပြန်ပြင်ပါတရားထိုင်မဲ့အချိန်တော်တွင်မှာငါရဲ့ခန္ဓာကိုယ်အရိယာပုငြိမ်မီလားမလုံးမရှက်မကုတ်မဖက်မရမဆောင်မဲနဲ့တည်ငြိမ်မှုရအောင်စိတ်တိုင်းမကြသေးရင်အရိယာပုဂ္ဂိုလ်ပြန်ပြင်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီဆိုရင်ငြိမ်လိုက်ပါတော့လှုပ်ဖို့မစင်စားနဲ့တော့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီလားကိုပြန်သုံးသပ်ကြည့်ဒီချိန်ထိုင်မဲ့တော်တွင်မှာလှုပ်ရှားမှုမရှိပဲရိမ့်ရိုင်မှုမရှိပဲမိမိခန္ဓာကိုမိမိပုံစံအနေထားအချိုးကြပုံကိုစိတ်တိုင်းကြပြီး